ဒါကတော့ကမ္ဘာအမြန်ဆုံးသတ္တဝါလို့တင်စားရတဲ့ Peregrine Falcon သိန်းငှက်ပဲဖြစ်ပါတယ်။သူကအခုတားကောင်တစ်ကောင်ကိုဖမ်းဆီးပြီးအိမ်အပြန်ခရီးကိုနှင်နေတာပါ။အမငှက်ကလည်းအတိုက်ထဲကသားပေါက်လေးတွေကိုစောင့်ရှောက်ရင်သူပြန်လာတာကိုစောင့်နေတာပါ။အခုကသူတို့နှာခေါင်းကောင်းငင်မှာစုံတွေ့ကြပါပြီ။ကြည့်လိုက်ပါ။ဒါဟာတကယ့်ကိုအန်ဒီယေများလာတဲ့အလုပ်တစ်ခုပါ။အဖိုငှက်ကသားကောင်ကိုလေထဲမှာပဲလွတ်ချဖေးတော့မှာဖြစ်ပါတယ်။ဟောအမိအရာဖမ်းလိုက်နိုင်ပါပြီ။အမငှက်ကဇောက်ထိုးအနေထားနဲ့သားကောင်ကိုလေထဲမှာတဲ့အမိအရာလောင်းဖမ်းလိုက်တာပါ။ဒါဟာသူတို့ကြားကယုံကြည်မှုနဲ့တိကျတဲ့တွက်ချက်မှုမရှိရင်မဖြစ်နိုင်တဲ့ကိစ္စပါ။အမငှက်ကသားကောင်ကိုသားပေါက်လေးတို့စီယူသွားပါပြီ။အဖိုငှက်ကတော့နားနေမနေပါဘူး။နောက်ထပ်အမဲလိုက်ထို့အတွက်ချက်ချင်းပဲပြန်ခတ်သွားပါတယ်။ဒါဟာတောရိုင်းတဘာဝတွေကမိသားစုတာဝန်ကိုကြီးပွန်စွာထမ်းဆောင်နေကြတာပဲဖြစ်ပါတယ်။